မယမ်းပြားကိုဒီလိုလေးကြော်စားဘူးလားဒီလိုငပိကြော်တွေထက်တောင်မှဆယ်စားပိုကောင်းတဲ့မယမ်းပြားငပိကြော်နေလေးရဲ့လိုအပ်ချက်ကလေးကိုပြပြပေးမယ်နော်ဒီဗီဒီယိုကြည့်ပြီးတရေမကြောက်ဘူးဆိုရင်ကတော့ကျမတို့လာပြောလိုက်တော့ကိုစီထက်မယ်စီအရင်မပူတဲ့အချိန်မှာမြေငပိရေဖြော်ထားတာလေးကိုလောင်းထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ငပိလေးတွေမွေးလာတဲ့အထီကိုကြော်ပေးလိုက်မယ်ပေါ့နော်ငပိနဲ့လေးတွေပျောက်သွားပြီဆိုရင်ကတော့စက်တူဖြူနေရဲ့စနွေးမုတ်ရဲ့အယောင်တင်မုတ်လေးရဲ့ချက်ပြီးတော့စီပေါက်လာတဲ့အထီကြော်ပေးလိုက်ပါမယ်ကတ်တောင်မို့လို့အမြဲကယူဆက်ပြီးတော့မွေပေးနေရပါမယ်ကဲအခုလိုမျိုးစက်တူဖြူနဲ့စက်တူနေလေးတွေစီပေါက်တဲ့အနေထားလေးရောက်လာပြီဆိုရင်ကတော့မယမ်းပြားလေးတွေကိုထည့်လိုက်ပါမယ်ဒီနေရာမှာမီလေးကိုချော့ထားပေးပေါ့နော်ပြီးရင်ငရုတ်ဒီခွဲကြလေးထည့်မယ်ပစုံကြောက်လေးတွေထည့်မယ်ဒီချုံမို့လေးနည်းနည်းထည့်ပြီးတော့တေချာလေးနဲ့ဆက်တော့အောင်တော့အခုလိုမျိုးလေးကြော်ပေးရပါမယ်ဒီလိုမယမ်းပြားငပိကြော်လေးရဆိုလို့ရှိရင်စီမြများနဲ့လိမ့်နေအောင်ကြော်ပေးမှစကောင်းတာဖြစ်ပါတယ်တစ်ခါကြော်ပြီးတာနဲ့မကုန်မချင်းစားလို့ရတယ်ကြကြအထားခံတဲ့မယမ်းပြားငပိကြော်လေးပေါ့နော်ဒီဟစ်တစ်မျိုးရနဲ့ထမင်းတုံးမကန်လောက်ကုန်တိုင်းတာဖြစ်တဲ့အတွက်ဝိတ်ကြနေတဲ့သူတွေဆိုလို့ရှိရင်ကတော့အဆင်မပြေဘူးပေါ့နော်ဒီချက်မှာပြင်းနေဆိုတဲ့သူတွေအတွက်လည်းစီမြများနဲ့လိမ့်နေအောင်ခုလိုမျိုးလေးကြော်ထားပေါ့နော်အခုဆိုရင်ကြော်ထားတဲ့မယမ်းပြားငပိကြော်လေးလည်းရပြီဆိုရင်ကတော့အေးခံမယ်အေးတော့ပြီဆိုတဲ့ခါကျမှစက်တုံဖြူကြော်နဲ့အနီကြော်လေးကိုထည့်မယ်ပြီးရင်တေချာလေးနဲ့ဆက်တော့အောင်မွေးရရင်ကတော့ချင်းကဆက်အရတာနဲ့ထမင်းစားလို့အရန်ကိုမမင်းစီတဲ့မယမ်းပြားငပိကြော်လေးရပြီပေါ့နော်